ရှိတယ်လူတိုင်းကပါလေမတူကြလေနော်လူတိုင်းမတူကြရှိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဘာမှ intensive training တွားရချင်ပါလေနော်ဘာမှနလာဟိုဘယ်ပြောမလဲအတဲ့တမ်းမျိုး training ဆင်းရတဲ့တော့ဆိုတော့အရာရှိရတဲ့မကောင်းဆိုအရှာသားတွေတဲ့မကောင်းထင်တယ်ကျွန်တော်အရှာသားတွေက6ယောက်ရှိဗျာ6ယောက်တရုတ်က4ယောက်တရုတ်က3ယောက်ဗီယက်နမ်က1ယောက်ကျွန်တော်1ယောက်ပြီးရင်ကောင်းမုံလိုမျိုးတင်တယ်အဲ့ဆိုတော့ကျွန်တော်6ယောက်ကလေ6ယောက်လုံးသူ့အတန်းနေဖြုတ်လိုက်တာကျွန်တော်တို့သူ့အတန်းနဲ့ဖြုတ်မှတခြားတန်းမှာကျွန်တော်တခြားတန်းပြန်ရောက်လာတာပြောချင်တာကကျွန်တော်တပတ်နောက်ကြတော့ပေါ့တကယ်တော့အတန်းဖြုတ်လို့ဆိုကျွန်တော်လက်ကျင်တပတ်နောက်ကြတော့အဲ့တော့ကျွန်တော်တို့အမှန်ဆိုရင်ကျောင်းကဆော့ပြီးရမယ့်ဟာအဲ့ဆရာကအဲ့ရရှိရသူကအရှာတောင်းမကြိုက်လားဘာမှမသိအဲ့တော့သူကြည့်ရသူအခန်းမှာအရှာတောင်းတရားမထားကျွန်တော်အခန်းတစ်ခန်းမှာအပတ်ဒီခုမှလူထောင်ချီရှိကွာထောင်ချီရှိရင်အထောင်ချီကို10ခန်းခွဲပလိုက်တယ်လူထောင်ချီ10ခန်းခွဲလိုက်အဲ့ဆိုကိုကဘယ်လိုပြောမလဲဒီဆရာနဲ့အဆင်ပြေဘူးဗာပညာဖြစ်အဆင်ပြေဘူးဆိုရင်နောက်တစ်ခန်းသွားလိုက်နောက်တစ်ခန်းသွားဆိုနောက်ဆရာတွေနဲ့အဆင်ပြေလိုက်မယ်ကျွန်တော်တော့လည်းမျိုးပဲကျွန်တော်ပထမဆရာတွေနဲ့အရာရှိတွေနဲ့အဆင်ပြေတော့ဒုတိယခန်းသွားတော့အရန်အဆင်ပြေအဲ့ဆရာတွေကအရန်သဘောကောင်းတယ်အဲ့တော့ရှိပါတယ်အဲ့ဒါတော့နေရာတကာရှိပါတယ်ဟိုနိုင်ငံကြီးမှမရှိဘူးအမျိုးမဟုတ်ဘူးနိုင်ငံကြီးမိသားစုထဲမှာတော့မရှိရတာမျိုးတွေကတိလားနေတာတော့ခွဲခြားတာတော့ဘယ်အတိုင်းဝိုင်းမှမဆိုရှိရအဲ့ဟာတွေကိုပဲဟိုစိတ်ထဲမှာရန်ထားပြီးမှမလောက်ဘာမဆိုမလောက်ချင်စိတ်ဖြစ်သွားအောင်လေထီတော့မနေကောင်းဘာကြောင့်ဆိုရင်ဒီဟာတွေကဟိုဘာလဲတေးရှင်မဟုတ်လေနော်သူတို့ခွဲခြားတယ်ဆိုရင်ရတယ်ဒါသူတို့အဆင့်တန်းပဲနော်ဒီလူမကောင်းတော့တယောက်အဲ့လိုပြောင်းသွားတာပဲကျွန်တော်တို့ကအဲ့လိုမျိုးပဲအခုဟိုတည်းဒီမှာလည်းအမျိုးတယောက်ရှိရဟုတ်တယ်ဒီကျွန်တော်ဘာလဲယာယီတောင်းတော့ကြိုင်းနေမှာဒီမှာတယောက်ရှိရသူကအစားပထမတည်းနေရကျွန်တော်မကြိုက်ဘူးသူကျွန်တော်မကြိုက်ဆိုကျွန်တော်အကျဉ်းကြောင်းနေမှာပေါ့ကျွန်တော်အကျဉ်းကြောင်းနေမှာပေါ့ကျွန်တော်မကြိုက်ဘူးကျွန်တော်ကသူ့မိဘူးကြောင်ကျွန်တော်ကူရဗျာပထမတည်းနေရသူကျွန်တော်မကြိုက်ဘူးနောက်ပိုင်းတော့ကျွန်တော်လည်းအရင်တော့စစ်တပ်ထဲမှာဝင်ခင်မိဘူးကြောင်မှာဂျားကြီးလုတ်ခဲ့တဲ့အတွေ့အကြုံတွေအများကြီးရှိတော့သူတကွက်ပြလိုက်တာတော့ရန်တဘောကြတော့အခုဆိုရင်တော့ကျွန်တော်တွေ့ဆိုအမဲသူပြုံးဖြီးမှနှုတ်ဆက်မှနေတာအဲ့လိုဖြစ်အမျိုးပဲနေရာတိုင်းမှာတော့ကိုယ်မကြိုက်တဲ့လူရှိတယ်ကိုယ်နေချင်တဲ့လူရှိတယ်မရှိညာမရှိတော့ပဲဒါပေမဲ့အဲ့အရာတွေကိုဟိုဘာလဲစိတ်ထဲမှာအရင်ထားဖို့မဟုတ်ဒါကိုယ်မကြိုက်ရင်ကြော်လာလို့ရပါကြောင့်ဆိုရင်လောကကြီးမှာကပျော်လေးဖြစ်တတ်ရမှာလေနော်ပျော်လေးဖြစ်တတ်ရမှာဆိုတော့အဲ့တယောက်အဲ့လူတူတယောက်နဲ့တူတယောက်ကြောင့်ပဲစိတ်ကူးမှစိတ်ခံစားနေဖို့မဟုတ်